မင်္ဂလာပါရှင်ဒီမှာမိသားတဲ့ညီမလေးတယောက်ရှိတယ်ခြေတို့စီမှာတင်တန်းမကျွမ်းပေမဲ့လေအေဂျင့်နဲ့ချိတ်ပေးလာတော့အဲ့လိုမျိုးမိသားတာရှိတယ်နော်ဒီချွေ Universe Learning Center မှာ service တွေမျိုးရှိတယ်တီတင်တန်းကိုလာတက်ပြီးမှ agency နဲ့ချိတ်ပေးတာအဲ့လိုမျိုးသတ်မှတ်ထားတာမရှိဘူး agent ကိုကျွမ်းကျင်နေဆိုလို့ရှိရင် direct join လို့ရတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ဒီပါတာစကားကိုပြောနိုင်တဲ့အစီတော့ရှိရမယ်ကိုတိုင်ကမပြောနိုင်ဘူးဆိုလို့ရှိရင် interview တက်ရောပြီးလို့ရှိရင်လုံးဝပြင်မှာသုံးတဲ့တက်ရောလုံးဝကိုအစီပြေမှာမဟုတ်တဲ့အတွက်ကြောင့်ပြောနိုင်တဲ့အစီကိုက train ထားပြီးတာအဲ့လိုမျိုးရှိရမှာပေါ့နော်အသွေးကြောင့်ကြတော့ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာမှမဖြစ်ဘူးဒါပေမဲ့ရှိတဲ့သူဆိုလို့ရှိရင်ပိုကောင်းတာပေါ့နော်မရှိလေရတယ်ကိုနိုင်ကစင်ကာပူမှာလောလောချင်တယ်ဆိုလို့ရှိရင်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုကပါတာစကားပဲပါတာစကားကိုကျွမ်းကျင်ပြောနိုင်တဲ့အစီတို့ရောက်အောင်ကိုမကျွမ်းကျင်ပေမဲ့လေပြောနိုင်တဲ့အစီတို့ရောက်အောင်ကို trainer ပါအင်းလန်းတွေပါတာစကားနဲ့ပတ်သက်တဲ့လေးလာမှုတွေများကိုရဲ့ self study လုပ်ထားပေးပါလို့ပြောချင်ပါတယ်ကျမတို့ရဲ့ Universe Learning Center မှာဒီ passport လောက်ကနေအစစင်ကာပူရောက်တဲ့အထိပေါ့နော်လောက်ရပြီးတော့စင်ကာပူရောက်တဲ့အထိကို service မျိုးတွေပေးနေပါတယ်ရှင်အကယ်၍ကိုဘက်က service တစ်ခုလိုအပ်တဲ့ Singapore ပဲဖြစ်ဖြစ်ပြန် join ပဲဖြစ်ဖြစ်မဟုတ်ဆိုလို့ရှိရင်အလုပ်ကို direct join ချင်တာပဲဖြစ်ဖြစ်ပေါ့နော်တခုချင်းစီကိုပါကိုလိုအပ်တာလဲဆိုတော့ကျမတို့ဒီ page CV မှာလာပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်အားလုံးကျေးဇူးပါ